စစ်သားချင်းတူတူတောင်ကြက်ကြော်နဲ့ကြက်ကင်းကြက်သားပြုတ်တို့ကအဟာရတန်မို့ဘာလို့မတူတာလဲအစားအသောက်တွေကကုန်ကျန်းချင်းတူရင်တော့ချက်ပြုတ်တဲ့အပေါ်မူတည်ပြီးရနိုင်တဲ့အကျိုးကျေးဇူးတွေကမတူပါဘူးဥပမာကြက်ကြော်ဆိုရင်စီမင်းများသုံးပြီးကြော်ထားတဲ့အပြင်ကြက်ကြော်ရမှာသုံးလို့ရှိတဲ့မုန့်နှင်များကြောင့်ကယ်လိုရီပိုများပြီးခန္ဓာကိုယ်အတွက်မကောင်းသောကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောများကိုတက်စေပြီးနှလုံးရောဂါဖြစ်နိုင်ခြင်းများစေပါတယ်ချက်သားမှမဟုတ်ဘဲအခြားအစားအသောက်များဆိုရင်လည်းချက်ပြုတ်လေးပေါ်မူတည်ပြီးကွဲပြားနိုင်ပါသေးတယ်။ဟင်းသီးဟင်းများဆိုရင်လည်းကြော်စားတာထက်တုပ်စားတာပြုတ်စားတာမျိုးကပိုကောင်းပါတယ်။ကြက်ဥဆိုရင်လည်းအခြားပုံစံများတဲ့ကြက်ဥပြုတ်ကခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးပိုများပါတယ်။ခောက်ဆွေးစားရင်လည်းစီချက်ပုံစံမျိုးထက်အရေးပါပြီးအပြုတ်ပုံစံစပါကကျန်းမာရေးအတွက်ပိုကောင်းပါတယ်။ချက်ပြုတ်စားသုံးတဲ့အခါမှာအရှိမပြောသွားတဲ့အချက်လေးတွေကိုသတိထားပြီး healthier variation ပုံမကျန်းမာတဲ့ပုံစံဖြစ်အောင်စားသုံးခြင်းဖြင့်အစားအသောက်ချင်းအတူတူမိမိအတွက်ကောင်းကျိုးများပုံမရရှိအောင်ပြုလုပ်နိုင်ပါတယ်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို like and follow လုပ်ထားကြအောင်နော်။